မင်္ဂလာပါခင်ဗျာဒါကျွန်တော်ဒီနေ့မျှဝေချင်တာလေးကတော့ကျွန်တော်တို့ခုနောက်ပိုင်းပေါ့နော် inverter ဝယ်ကြတဲ့အခါဘာဖြစ်လို့များ pure sine wave inverter ကိုအညွှန်းများကြတာလဲပေါ့နော်ကျွန်တော်မီးသုံးဖို့အတွက် inverter ရွေးချတဲ့အခါခုနောက်ပိုင်းမှာဒါ pure sine wave inverter ကိုဆိုင်တွေကအညွှန်းများလာကြလို့ဈေးကွက်ထဲမှာလည်းသူတို့ပဲတွင်ကျလာကြတယ်ပေါ့နော်ဒါပေမဲ့ဈေးနှုန်းအရာပြောရမယ်ဆိုတော့ modify sine wave inverter တွေကတော့ pure sine wave inverter တဲ့ဈေးပိုချိုးတာအမှန်ပါပဲကျွန်တော်တို့ဆိုင်ဖွင့်တော့ကတော့ဒီဝယ်ယူသူရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ညွှန်းလေးရှိပါတယ်ဝယ်တဲ့သူကဒါမီးပဲသုံးနေတာမျိုးတော့ဆိုရင်ကျွန်တော်တို့က modify sine wave inverter နဲ့ညွှန်းပေးရုံနဲ့လုံလောက်ပေးမယ်ပန်ငါသုံးနေတာမျိုးဆိုရင်တော့ဒါမဖြစ်မနေ pure sine wave inverter ကိုညွှန်းရပါတော့တယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဖုန်းကိုအားသွင်းမယ်ဆိုရင်တောင်မှ modify sine wave inverter တဲ့ဆိုင်ရင် pure sine wave inverter ကပိုကောင်းပါတယ်ခါလေးမှာကျွန်တော် screen ပေါ့နော် screen damage ဖြစ်တာလေးတွေကဒီ modify sine wave inverter အသုံးပြုရင်းနဲ့ဖြစ်တာမျိုးလေးတွေဖြစ်တတ်ပါတယ်။ Now laptop တွေအားသွင်းမဲ့အသုံးပြုမယ်ဆိုရင်လည်း modify sine wave inverter တဲ့ဆိုင်ရင် pure sine wave inverter ကပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ pure sine wave inverter ကထွက်တဲ့ line ကကျွန်တော်လျှက်စစ်မီမှာထွက်တဲ့ line နဲ့အတူတူပါပဲ။ modify sine wave inverter တော့တစ်စနစ်နေတာပေါ့နော်။ဒီနေရာမှာတချို့ဝယ်တဲ့အကူဒီမားတွေကပေါ့နော်ပုံမှန်သုံးနေကြက modify sine wave inverter မို့လို့ modify sine wave ပဲသုံးနေတယ်ဆိုပြီးတော့မေးလာတဲ့အခါမျိုးပြောလာတဲ့အခါမျိုးမှာလည်းသူတို့ကဘာတွေသုံးလဲဆိုတော့ကျွန်တော်တို့က confirm ဖြစ်အောင်ပြန်ပြီးတော့မေးပေးရတယ်။ဘာကြောင့်လဲဆိုတော့ဒီခါလေးမှာကိုကသတိမပြုတ်မိပေမဲ့ပေါ့နော်ကျွန်တော်ကသတိပြုတ်မိအောင်တစ်ခါလောက်တော့ပြန်ပြီးတော့သတိပေးတင်ပါတယ်။ဥပမာကျွန်တော်တို့ TV တွေအသုံးပြုတဲ့အခါဖုန်းအားသွင်းတဲ့အခါပေါ့နော် modify sine wave inverter ဒီမီးသုံးမှုတွေအဆင်မပြေတာမဟုတ်ဘူး။ဈေးနှုန်းအရလည်းအဆင်ပြေတယ်။အသုံးပြုရတာလည်းလွယ်ကူတယ် manual ဖြစ်တဲ့အတွက်ဒါပေမဲ့ကိုရီကဒီပေါ့နော်တကယ် average ဖြစ်တဲ့ level မြင့်တဲ့တမိုးကြီးတဲ့လျှက်စစ်ပစ္စည်းတွေကိုအသုံးပြုရမယ်ဆိုရင်တော့ modify sine wave တဲ့ဆိုင်ရင် pure sine wave inverter ကပိုပြီးတင့်တော်တယ်ဆိုတဲ့အကြောင်းကိုသိချာရှင်းပြပေးဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမရှင်းပြလို့ဝယ်သွားတဲ့အခါမျိုးမှာပန်ငါသုံးမယ်ဆိုရင်ပန်ငါဒီမော်တာပါတဲ့အတွက်သူက2ရက်3ရက်2ခေါက်3ခေါက်လောက်ဖွင့်ပြီးဆိုရင်ကိုသူ့ရဲ့မော်တာရဲ့ level အားနှေးသွားပြီပေါ့နော်။အဲ့ဒီလိုမျိုးပျက်စီးတတ်တယ်။နောက်ပြီးတော့ဒီပေါ့နော် pure sine wave inverter ကနေထုတ်လွှင့်တဲ့ line တွေကလျှက်စစ် line အတိုင်းဖြစ်တဲ့အတွက်ဒီ modern မြင့်ဖုန်းတွေအာဂျင်နာကအစရေမော်တာအဝတ်လျှော်ဆက်အဲ့ဒါတွေအသုံးပြုရတဲ့အဆင်ပြေပါတယ်ဒါကြောင့်ကိုအသုံးပြုနေတာများလေသူနဲ့သက်ဆိုင်တဲ့ inverter watt နောက် battery ဒါတွေကိုရွေးချယ်သုံးစွဲတက်စီရင်ပွဲပေါ့နော်အခုကျွန်တော်ညွှန်းတာလေးတွေကတော့ဒါတစ်နိုင်တစ်ပိုင်းအိမ်သုံးမိအတွက်သုံးချင်တဲ့အကိုမှများအတွက်ပါဗျာတိမ်လုံးအတွက်အသုံးပြုကြည့်မယ်ဆိုရင်တော့ညတော့အဖြစ်တော့ဒါကျွန်တော်တို့နည်းပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပြီးမှအသုံးပြုလေးရှိကြပါတယ်တစ်နိုင်တစ်ပိုင်းအိမ်သုံးမိအတွက်ဆိုရင်တော့ဈေးပေါ်မူတည်ပြီးလဲ modify sine wave inverter ကပို့အဆင်ပြေတယ်လို့တွေးတတ်ကြတဲ့သူတွေလည်းရှိပါတယ်ကိုကဆိုလာနဲ့ပဲအာသွင်းသွင်းလျှက်စစ်မီနဲ့ပဲအာသွင်းသွင်းပန်ငါရေမော်တာလိုမျိုးသုံးမယ်ဖုံးအားသွင်းမယ်ပေါ့နော်နောက်တကယ်အဝတ်လျှော်ဆက်လိုမျိုးအသုံးပြုချင်တာမျိုးဆိုရင်တော့ pure sine wave inverter ပဲအသုံးပြုပါလို့ကြံပေးပြစီခင်ဗျာ